အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့ကိုရိုင်းကလည်းကော်ဖီကိုသဘောကျနှစ်သက်တဲ့သူဖြစ်တဲ့ကော်ဖီဆိုင်ထိုင်မှုလည်းအချိန်မပေးနိုင်ဘူးဘစ်စထရာတယောက်ဖြော်ပေးရဲ့အရာတောင်မှလိုချင်နေဆိုတဲ့ customer လေးတို့အတွက်မင်းတို့ရဲ့ A1 Mobile Electronic ဆိုင်မှာအသေးရောက်ရှိထားပြီဖြစ်တဲ့ဘက်ကိုကနေထွက်ရှိထားတဲ့ကော်ဖီဆိုင်လေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ဒီကော်ဖီဆိုင်လေးမှာကအရသာဆယ်မျိုးထိရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်။သူ့ကိုစပြီးအသုံးပြုရမယ်ဆိုရင်နောက်ကတန်တွေကိုရေးထည့်ပြီးရနဲ့ power clock ကိုဖွင့်ပေးလိုက်တာနဲ့ pre cleaning လုပ်ပေးမှာပဲဖြစ်ပါတယ်။ပြီးရင်တော့ coffee ဆေးထည့်ပြီးတောက်မယ်ဆိုရင်တော့ bean container တွေကိုထည့်ပြီးရနဲ့ကြိုက်နှစ်သက်တဲ့အရာတွေကိုရွေးချယ်ပြီးနှစ်ခွက်အထိဖြော်လို့ရပါမယ်။ coffee မုန့်ထည့်ပြီးတောက်မယ်ဆိုရင်တော့ coffee powder container တွေကိုထည့်ပြီးတော့ဖြော်လို့ရပါမယ်။သူကတော့တစ်ခွက်စာပဲရမှာဖြစ်ပါတယ်ရှင်။ပထမဆုံး function လေးကတော့ coffee မုန့်ကိုအသုံးပြုပြီးတော့ဖြော်လို့ရမယ့် function လေးပဲဖြစ်ပါတယ်ဒုတိယမြောက် function လေးကတော့ coffee ဆေးကိုအသုံးပြုပြီးတစ်ခွက်စာပဲဖြော်လို့ရမယ့် function လေးပဲဖြစ်ပါတယ်အောက်ဆုံး function လေးကတော့ coffee ဆေးကိုအသုံးပြုပြီးတော့နှစ်ခွက်စာအထိလိုချင်တဲ့ customer တို့အတွက်ဖြော်လို့ရမယ့် function လေးပဲဖြစ်ပါတယ်ရှင်ဒါလေးတွေကတော့ one in sign လေးတွေပဲဖြစ်ပါတယ်ပထမဆုံး sign လေးကတော့ coffee ဆေးကုန်နေပြီဖြစ်လို့ပြတဲ့ sign လေးပဲဖြစ်ပါတယ်ဒုတိယ sign လေးကတော့ရေကုန်နေပြီလို့ပြတဲ့ sign လေးပဲဖြစ်ပါတယ်ရှင်တတိယဆိုင်လေးကတော့ coffee set တစ်ခုခုချိုရင်းနေလို့တတိပေးတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။နောက်ထပ်ဆိုင်လေးကတော့ဆက်အတွင်းပိုင်းမှာ coffee ချေးတွေပိတ်နေတဲ့အတွက်ဆေးပေးဖို့လိုအပ်နေပြီဖြစ်ကြောင်းပြတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ဒီဆိုင်လေးကတော့ coffee အောက်ခံခွက်ထဲမှာစစ်ထုတ်ပြီးသား coffee မုန့်တွေပြည့်နေရင်တုံဖို့အတွက်အချက်ပြပေးတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ဒါလေးကတော့နွားနို့ထည့်ရတဲ့ခွက်လေးပဲဖြစ်ပါတယ်မစ်ဖောင်ထည့်ပြီးဖြော်လို့ရတဲ့ flat white latte cappuccino တို့လိုမျိုး coffee ရဲ့အတွက်မစ်ဖောင်ကိုထည့်တော့မယ်ဆိုရင်နွားနို့ဘူးပေါ်ကခလုတ်လေးကိုလှည့်ပြီးတော့ဖောင်အနေများချိန်ပြီးတော့ဖြော်လို့ရပါမယ်ဒီ coffee set လေးကိုတန်ရှင်းရေးလုပ်တော့မယ်ဆိုရင်လည်းဒီ function လေးကိုအသုံးပြုပြီးတော့တန်ရှင်းရေးလုပ်လို့ရပါတယ်ရှင် coffee ကွက်အသေးနဲ့ထည့်မယ်ဆိုလို့ရှိရင်လည်းဒီကောက်လေးကိုဆွဲချပြီးတော့ coffee ရေဖိတ်မစင်အောင်လို့ထည့်လို့ရပါတယ်ရှင်မစ်ဖောင်လေးကိုထည့်မယ်ဆိုလို့ရှိရင်ဒီ function လေးကိုဖိထားပြီးတော့မှမစ်ဖောင်လေးကိုလိုသလိုညှိပြီးတော့ထည့်လို့ရပါပဲဖြစ်ပါတယ်ရှင်ဒီဆက်လေးရဆိုလို့ရှိရင်လည်း coffee ကြိုက်နေတဲ့သူတွေအတွက်အဆင်ပြေရဲ့ဆက်လေးဖြစ်တယ်လို့ကိုပိုင်းတစ်နိုင်တစ်ပိုင်း coffee ဆိုင်ဖွင့်နေတဲ့သူတွေအတွက်လည်းအဆင်ပြေရဲ့အတွက်ကြောင့်မလို့ဝယ်ယူချင်တယ်ဆိုရင်တော့မင်းတို့ရဲ့ခုံခုနှစ်ကိုနောက်မှာရှိရဲ့ A1 Mobile Electronic ဆိုင်မှာလာရောက်ဝယ်ယူအားပေးလို့ရပြီဖြစ်ပါတယ်ရှင်